နောက်လာမယ့်ပကြည့် mobile update 3.9 မှာပါဝင်လာမယ့် transformer တွေနဲ့အတူတခြားသောပြောင်းလဲမှုပေါင်းများစွာအကြောင်းကိုမိတ်ဆက်ပေးပါရစေ။ eBay နေရာကိုကြည့်ရမယ်ဆိုရင်တော့ transformer တွေနဲ့ collaboration လုပ်ထားတာဖြစ်တဲ့အတွက်အဆောက်အဦတွေကိုစက်ရုပ်ဆန်ဆန်တိစောက်ထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်နော်။ဒုတိယအထက်ရဲ့ main နေရာမှာဆိုရင်တော့ပစ္စည်းတွေကိုထုတ်လို့ရမှာဖြစ်တဲ့အပြင်မိမိတို့အဖွဲ့ရဲ့ရုပ်ထုလေးတွေကိုလည်းထောင်ပေးထားအောင်မှာဖြစ်တယ်နော်။တင်မိတ်တွေကိုလည်း eBay စီကို record ပြန်ခေါ်ပေးလို့ရအောင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ eBay မှာ robot တေးသေးလေးတွေကိုတွေ့မြင်ရမှာဖြစ်ပြီးတော့သူတို့ကိုပြစ်လိုက်တာနဲ့ပစ္စည်းတွေရမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့စက်ရုပ်ကိုခေါ်လို့ရမယ့် item ဖြစ်ပါတယ်။အဲ့ဒီ item ကိုမြေကြီးပေါ်မှာထောင်လိုက်တာနဲ့ကောင်းကင်နဲ့ချိတ်ဆက်သွားမှာဖြစ်ပြီးတော့စက်ရုပ်ကပြုတ်ကျလာမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အချိန်မရွေးသွားလာလို့ရမယ့် skateboard ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သဘောကျမိတဲ့အချက်ကတော့ skateboard ကိုအသုံးပြုနိုင်တဲ့ချိန်ကအရင်ကထက်ကြာတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ skateboard ကနေကြီးစံတွေကိုခဏတာကာကွယ်ပေးနိုင်မဲ့ system လည်းပါဝင်ပါသေးတယ်နော်။စက်ရုပ်မှာဆိုရင်တော့ Optimus Prime နဲ့ Megatron စက်ရုပ်နှစ်ခုပါရှိမှာပဲဖြစ်ပါတယ်။စက်ရုပ်တွေရဲ့ဒီနေရာကိုတော့မြေပုံမှာတွေးချိနိုင်မှာပဲဖြစ်ပါတယ်နော်။စက်ရုပ်တွေကိုတော့ dry clone နဲ့ရုံနဲ့စီးနှင်းလို့ရမှာပဲဖြစ်ပြီးတော့သူ့ရဲ့ attack power ကတော့ပစိန်နဲ့ခုတ်ပြီးတိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ transform ကိုနှိပ်လိုက်ရင်တော့ truck အနေနဲ့ပြောင်းလဲသွားမှာပဲဖြစ်ပြီးတော့လူရခရီးကိုစီးနှင်းလို့လည်းရပါသေးတယ်။ Megatron စက်ရုပ်ရဲ့ attack power ကတော့လောင်ချာနဲ့ဖြစ်ပြီးတိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။သူလည်းပဲ transform ကိုနှိပ်လိုက်ရုံနဲ့တင့်ကားဖြစ်သူပြောင်းလဲသွားမှာပဲဖြစ်ပါတယ်နော်။စက်ရုပ်နှစ်ရုပ်ထိတိုက်တွေ့တဲ့နေရာမှာဆိုရင်ပတ်ဝန်းကျင်ကိုဒိုင်းကာတွေနဲ့ကာထားမှာဖြစ်ပြီးစက်ရုပ်နှစ်ရုပ်ထဲကအနိုင်ရတဲ့သူကပဲစက်ရုပ်အနေနဲ့အပြင်ကိုပြန်ထွက်နိုင်မှာပဲဖြစ်ပါတယ်။စက်ရုပ်အနေနဲ့မထွက်နိုင်ပေမဲ့လူအဖြစ်တော့ဒိုင်းကာအပြင်ကိုထွက်လို့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ပျက်စီးသွားတဲ့ transformer တွေကိုပြန်လည်ပြုပြင်ပြီးတော့အသုံးပြုလို့ရအောင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့စက်ရုပ်တွေကို final ဆုံးမှာအသုံးပြုလို့ရမှာမဟုတ်ပါဘူး။နောက်ဆုံးဆုံးရောက်တာနဲ့ transformer တွေကသူ့အလိုလိုပျက်စီးသွားမှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။ကတိကို follow ပေးခဲ့ကြပါဦးနော်။